ခေါင်းဆောင်ကိုဖြစ်ချင်တယ်ဆိုရင်တော့အရင်ဆုံးရိုးသားပါမင်္ဂလာပါကိုကိုကြီးပုံပြမဲ့စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကြီးကဒီဟာညီလေးညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့တရုတ်ရိုးရပုံမြင်လေးဖြစ်တဲ့ပန်းအုံးအလို့ဆိုတဲ့အသိပညာပေးပုံမြင်လေးပဲဖြစ်ပါတယ်ပန်းမောက်ဆိုဖူးပွင့်ပြီးတိရိတ်ဝါရိတ်တွေနဲ့အလွန်လက်ပါတဲ့တိုင်းပြည်ကြီးတစ်ပြည်ရှိတဲ့ကွယ်တိုင်းပြည်ရဲ့လမ်းဘေးဝဲရတဲ့ရှောက်မှာလက်ပါတဲ့ပန်းမပေါင်းစုံတွေနဲ့ပေါ့နော်ဘာဖြစ်လို့အတလောက်ထိတောင်တစ်ပင်ဝါပင်တွေအလှပန်းပင်တွေပိုးကျူဝနေရလဲဆိုတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဧကရစ်ဘီရင်ကြီးကြောင့်လို့ပဲပြောရမှာပါဘီရင်ကြီးကပန်းကင်းတွေအိုးကလေးတွေနဲ့စိုက်ထားတဲ့ပန်းအလှတွေကိုအင်မတန်မြတ်နိုးတဲ့သူပဲဖြစ်ပါတယ်တိုင်းသူပြည်သားတွေကလည်းပန်းအလှတွေကိုစိုက်ပြရတာနေသိကြပါတယ်ဒီလိုနဲ့ပန်းပေါင်းစုံတိုင်းပြည်ကြီးတို့ဖြစ်နေတာပေါ့ကွယ်တိုင်းပြည်မှာဖိန်လို့အမိရတဲ့ခေါင်းလင်းတယောက်ရှိပါတယ်သူကပန်းပေါင်းစုံတိုင်းပြည်ကြီးကကလေးတယောက်ပြီးပေါ့နော်အားလာတဲ့အချိန်တိုင်းမှာတစ်ပင်ပန်းမတွေကိုစိုက်ပျိုးလေးရှိပါတယ်ဖိန်တယောက်စိုက်ပျိုးထားတဲ့ပန်းကလေးတွေတစ်ပင်စားပင်ကလေးတွေကိုသူ့မိဘတွေနဲ့အိမ်နီးချင်းတွေကအမြဲတမ်းချီးကျူးကြပါတယ်ဖိန်ဟာအလွန်တော်တဲ့ဥယျာဉ်မှုဖြစ်လာမှာပဲအဲ့ဒါလိုမျိုးချီးကျူးတိုင်းဖိန်တယောက်ကသူ့ကိုယ်သူအမြဲတမ်းဂုဏ်ယူလေးရှိပါတယ်တရက်မှာတော့ဖိန်တို့နေထိုင်တဲ့တိုက်ပြည်ကြီးမှာကိစ္စရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ဘီရင်ကြီးကအသက်အရွယ်ကြီးလာတာပဲဖြစ်ပါတယ်ပြီးတော့ရှင်ဘီရင်ကြီးမှာထင်းတဲ့အမွေကိုလွယ်အားရမယ့်တသမီမရှိပါဘူးဘီရင်ကြီးမရှိတော့ရင်ဒီကိစ္စကအခက်အခဲဖြစ်လာနိုင်တာမို့မူမတွေကထင်းနှဆက်ခံမဲ့သူကိုရွေးချယ်ဖို့ဘီရင်ကြီးကိုတိုက်တွန်းကြတာပေါ့ကွယ်ထင်းတဲ့အမွေကိုဆက်ခံမဲ့မျိုးဆက်သေးကိုရွေးချယ်ဖို့ရနောက်ဆုံးတော့အချင်းကြောက်ရွံ့လာခဲ့ပါတယ်ဘီရင်ကြီးဟာနောင်တက်မဲ့မင်းအဖြစ်တာမန်ပြည်သူထိပ်ကနှိမ့်သက်ရကလေးငယ်တယောက်ကိုရွေးချယ်မယ်လို့ကြေညာလိုက်ပါတယ်ပြီးရင်ရှင်ဘီရင်တို့တက်မြောက်တဲ့အုတ်ချုပ်ရေးစစ်ရေးစီးပွားရေးတရားရေးတို့ကိုတင်ကြားပေးမှာပဲဖြစ်ပါတယ်ဘယ်လိုရွေးချယ်မလဲဆိုတော့တိုက်ပြည်ပြည်လုံးရဲ့ဝါသနာဖြစ်တဲ့ပန်းပင်စိုက်ပျိုးခြင်းအမှုပညာမှာအကျွမ်းကျင်ဆုံးပါရမီရှင်ကလေးကိုအိမ်ရှိမင်းအဖြစ်ရွေးမယ်လို့ကြေညာလိုက်ပါတယ်တခြားကလေးတွေနဲ့နေတူဖခင်ကလည်းအလွန်ကိုစိတ်လှုပ်ရှားနေပါတယ်သူလည်းအနာဂတ်ရဲ့ဘီရင်ကြီးဖြစ်နေတာပေါ့လေပန်းစိုက်ပျိုးတာတော်တယ်လို့အများကချီးကျူးခြင်းကိုခံရတဲ့သူပဲမဟုတ်လားကလေးတိုင်းဟာပန်းကလေးတွေစိုက်ပျိုးတဲ့နည်းပညာကိုလေ့လာသင်ယူနေကြပါတယ်ဘီရင်ကြီးကမကြခင်မှာပဲပြန်ပွဲကြီးလှုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဒီလိုနဲ့ကလေးတိုင်းမိသားစုတိုင်းမျောလင့်ကြတဲ့ဘီရင်ကြီးရဲ့မင်းလောင်ယူပွဲနေ့ကိုရောက်ရှိလာခဲ့ပါတယ်ဘီရင်ကြီးကတိုင်းပြည်ကကလေးတိုင်းကိုနန်းတော်ကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ကလေးတွေကိုမိဘတွေကလိုက်ပို့ကြတာပေါ့ကွယ်ဖိန်ရဲ့မိဘတွေကလည်းဖိန်ကိုနန်းတော်အဝအထိလိုက်ပို့ပေးကြတာပေါ့ကွယ်ဟိုလဲရောက်ရောစစ်သားတွေကကလေးငယ်တွေကိုစနစ်တကျတန်းစီပေးပြီးတော့ဘီရင်ကြီးရှင်းမောက်တို့တန်းစီပြီးခေါ်ဆောင်သွားကြတာပေါ့ကွယ်ဘီရင်ကြီးကတန်းစီပြီးဝင်လာတဲ့ကလေးငယ်တွေကိုပန်းအလွတ်တလုံးနဲ့မျိုးစစ်တစ်စစ်စီပေးပြီးတော့ကလေးတွေကိုအမှားစကားပြောလိုက်ပါသေးတယ်သားတို့သမီးတို့ရေဘိုးဘိုးဘရင်ကြီးပေးလိုက်တဲ့ပန်းအိုးလေးထဲမှာတစ်စစ်လေးတွေကိုပန်းပင်လေးဖြစ်အောင်စိုက်ကြရမယ်နောင်3လတည်းတဲ့အခါပန်းလလလေးနဲ့ပြန်လာနိုင်သူတွေကအလှဆုံးစိုက်နိုင်တဲ့ကလေးကိုထီးနှမ်းပေးမှာပဲဖြစ်ပါတယ်ဒီလိုနဲ့ပန်းမောက်တော်တိုက်ပြည်ကြီးမှာကလင်းငယ်တိုင်းကပန်းအုပ်တစ်လုံးစီနဲ့မျိုးစစ်တစ်စစ်စီရရှိလာခဲ့ပါတယ်ဖိဆိုးတဲ့ကောင်းလေးကလည်းပန်းအုပ်တစ်လုံးနဲ့မျိုးစစ်တစ်စီရလာခဲ့တာပေါ့ကွယ်အိမ်ကိုပြန်ရောက်တာနဲ့ဖိန်ရကြိုးစားပြီးတော့တစ်စစ်ကလေးကိုစိုက်ပြိုးတော့တာပါပဲပပန်းကလေးများရမလဲဆိုပြီးတော့ရှင်ကုန်စိတ်လှုပ်ရှားနေတာပေါ့ကွယ်ပန်းအုပ်ထဲကိုနေကြီးတွေနေဥစ္စာတွေထည့်ပြီးတော့တစ်စစ်လေးကိုတည်ချာလေးထည့်ပြီးတော့စိုက်ပြိုးပါတယ်ရေလဲပုံမှန်လေးလောင်းပေးပါတယ်ဒါပေမဲ့အချိန်တလပြည့်တဲ့အထိဘာပင်မှပေါက်မလာပါဘူးဖိန်ကတော်တော်လေးစိတ်ညစ်သွားတာပေါ့ကွယ်ခုလို့ဆိုရင်ပန်းမေအညောက်လောက်ကတော့ရှိတယ်မဟုတ်လားဒီလိုနဲ့တငယ်ချင်းဖြစ်သူအချက်ကလေးတွေဘယ်လိုမျိုးနေမလဲဆိုပြီးတော့တွားကြည့်တာပေါ့ကွယ်ကလေးတော်များများကပန်းမေပေါက်ကလေးတွေရရှိနေကြပါပြီဘီရင်ကြီးပြလိုက်တဲ့မျိုးစုံတစ်စီတွေကနေပန်းမေပေါက်မျိုးစုံရရှိနေတာပေါ့ကွယ်တလားကြလာပြီးဘာပင်မှပေါက်မလာတော့ဖိန်ကလည်းတော်တော်လေးဝမ်းနေသွားတာပေါ့ကွယ်သူ့မိဘတွေကတော့စိတ်မပြေပဲဆက်ပြီးတော့ပန်းကလေးနဲ့တစ်စီလေးကိုခရူးဆိုင်ဖို့အားပေးရှာပါတယ်ဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာပြီးတော့ဘီရင်ကြီးတတ်မှတ်ထားတဲ့နေ့စီတို့ရောက်ရှိလာခဲ့ပါတယ်3လပြည့်သွားပါပြီကလင်းငယ်တွေဟာဘီရင်ကြီးပေးထားတဲ့ပန်းအိုးတွေကိုစီနေပေါ့နော်ပန်းကလေးတွေကလည်းပေါင်းစုံပါပဲရောင်စုံအမျိုးအစားအစုံလက်ပနေတဲ့ပန်းကလေးတွေနဲ့အိုကလေးတွေပိုက်ပြီးတော့ကလေးတွေကနန်းတော်ကြီးစီတို့တက်ကြစွာသွားနေကြတာပေါ့ကွယ်တိုက်ပြည်ရဲ့အဓိကလမ်းမကြီးကပန်းစမ်းကြောင်းလေးစီးနေတယ်လို့ပါပဲဖိန်လဲ
နန်းတော်စီသို့လာခဲ့ပါတယ်ဘီရင်ကြီးကိုသူ့ရဲ့အခြေအနေကိုပြောပြရမှာပေါ့လေထုံးစံအတိုင်းရဲမဲတွေကကလေးတွေကိုတန်းစီစီပြီးဘီရင်ကြီးကိုသူတို့ပန်းကလေးတွေတယောက်ချင်းစီပြစီတာပေါ့ကွယ်ဘီရင်ကြီးကလက်ပလုံးတဲ့ပန်းကလေးတွေကိုတပင်ချင်းစီကြည့်ပြီးတော့သဘောကျလုံးလို့ပြုံးနေတာပေါ့ကွယ်ပန်းသိကြိုက်တဲ့ဘီရင်ကြီးကိုတန်းစီနေတဲ့ကလေးအုပ်စုထဲမှာဖိန်လေးတယောက်ပါဝင်ပေါ့နော်သူ့ကိုနောက်ဆုံးမှာပဲရဲမဲတွေကပေးဝင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာစိတ်ဝင်စားစရာမှပါမလာပဲပန်းဦးအလွတ်တလုံးကပါလာလို့လေကလေးတွေအားလုံးကုန်သွားတဲ့အချိန်မှာတော့ဖိန်ကလည်းရောက်လာခဲ့ပါတယ်ဖိန်ကဘီရင်ကြီးအရှိကိုသွားပြီးတော့သူ့ရဲ့ပန်းဦးအလွတ်ကလေးကိုထောင်ပြလိုက်ပါတယ်ဘာပန်းမိမှပါမလာတဲ့ပန်းဦးကိုကြည့်ပြီးတော့ဘီရင်ကြီးကမျက်စိအဝိုင်းသာဖြစ်သွားပါတယ်ပြီးတော့သူ့ကိုခေါ်ထားလိုက်ပါတယ်ကလေးတွေအားလုံးရဲ့ပန်းကလေးတွေကိုကြည့်ရှုခံစားပြီးတော့ဘီရင်ကြီးကဖိန်ကိုနန်းဆောင်စီသို့ခေါ်ဆောင်သွားခဲ့ပါတယ် ကလေးမင်းကဘာဖြစ်လို့ပန်းမင်မပါရတာလဲကွယ်မဆိုင်ပြောခဲ့ဘူးလား စိုက်ပျိုးခဲ့ပါတယ်ဘူဘူဘီယန်ကြီးဒါပေမဲ့ဘာပင်မကိုမပေါက်လာခဲ့ဘူးခင်ဗျာ မင်းကမပြုတ်စုဘူးထင်တယ်ကောင်းကလေး ပြုစုပါတယ်ရေအာဟာရဒီအောင်ကြီးအားလုံးပေးပြီးဂယုံဆိုင်ခဲ့ပါတယ်ဒီကိုမလာခင်မနေ့ကအထိပြုစုနေတော့မှာပဲ ဒီလိုနဲ့ဘီရင်ကြီးကအံ့အားသင့်စရာကြေညာချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်သူ့ရဲ့နေရာကိုစစ်ခံဖို့အတွက်အရှိမင်းသားအဖြစ်ဖိတ်ကိုရွေးချယ်လိုက်ပါတယ်အံ့ဩသင့်ကြတဲ့ပြည်သူတွေထဲမှာဖိတ်လေးပါဝင်တာပေါ့ကွယ်သူကဘာပန်းပင်မှယူမလာနိုင်ခဲ့ဘူးလေနောက်တော့အံ့ဩဖို့အချိန်တော့သိမရလိုက်ပါဘူးအရှိမင်းသားတို့တက်မြောက်အားတဲ့ပညာတွေအစစ်မြစ်ပန်းဥယျာဉ်စိုက်ပျိုးခြင်းတွေကိုတင်ယူနေရပါတယ်ဖိတ်ကလည်းအလုပ်ကြိုးစားတဲ့သူမို့ဘီရင်ကြီးကအလွန်ကိုကျေနပ်နေပါတယ်တရက်မှာတော့ဘီရင်ကြီးကဖိတ်တယောက်ပညာတင်ယူနေတဲ့နန်းဆောင်စီတို့လာရောက်လက်ပတ်ခဲ့ပါတယ်ဖိတ်ကဘိုးဘီရင်ကြီးခါရဝတ်ပြူပါတယ်ဆိုပြီးအယုဒ္ဓပေးတာပေါ့ကွယ်မင်းကျစ်တရားတွေကိုဘီရင်ကြီးကကိုယ်တိုင်တင်ကြပေးပြီးတော့ဘီရင်ကြီးပြန်ခါနိခါမှာဗာများသိချင်သေးလဲဆိုပြီးတော့ဖိန်းကိုမေးခွန်းပြုပါတယ် ဘိုးဘိုးဘရင်ကြီးရဲ့ဘာပန်းမင်မှမယူလာနိုင်တဲ့ကျွန်တော်ကိုဘာဖြစ်လို့အိရှိမင်းသားဖြစ်ရွေးလာလဲခမညာ နန်းတော်ထဲမှာဘိုးဘိုးဝေပေးခဲ့တဲ့တစ်စေတွေဟာမီးရပူနဲ့လောထားတဲ့တစ်စေတွေကွယ်ဘယ်တစ်စေမှအပင်မပေါက်နိုင်ဘူးဖိန်တယောက်ပဲပန်းအိုလွတ်ကလေးနဲ့နန်းတော်တွေကိုလာပြခဲ့တာပဲကွယ်ဒါကြောင့်မင်းကိုရွေးချယ်ခဲ့တာပဲ ဖိန်းကနောက်ထပ်တစ်ကြိမ်ဘီရင်ကြီးကိုထပ်မံပြီးတော့ခါရဝတ်ပြုလိုက်ပါတယ် တိုင်းပြည်ကိုအုပ်ချုပ်တဲ့ချောင်းမလဲခုလိုပဲဆက်လက်ရိုးသားပါကောင်းကလေး ဆိုပြီးဖိတ်ကိုသတိပေးရင်အရှိမင်းနန်းဆောင်ကနေဘီရင်ကြီးထွက်ခွာသွားပါတယ်ခေါင်းဆောင်ကောင်တယောက်ဖြစ်ချင်တယ်ဆိုရင်တော့အရင်ဆုံးရိုးသားရပါမယ်ကျင်းရှိသူအရောက်စီတန်းကိုလည်းကျေးဇူးအထူးပြုရှိပါတယ်ကောင်းသောညလေးကိုပိုင်ဆိုင်နိုင်ရပါစေနော်